ះတရားပြုလုပ်မယ်ဆိုရင်တရားထိုင်မယ်ပေါ့နော်ဝါဒနာဘာလို့ပဲဖြစ်ဖြစ်နော်လှုပ်ရှင်တဲ့စိတ်ဆန္ဒရှိလို့ပဲဖြစ်ဖြစ်နော်ကမ္မထန်40ရှိတယ်ကြိုက်နှစ်တရားကိုစီးဖြန့်မှာကမ္မထန်40ရှိတယ်ကမ္မထန်40ထဲမှာကရိုင်း10ပါလည်းအပါဝင်ဖြစ်တယ်မိမိကြိုက်နှစ်တရားစီးဖြန့်မှာကောင်းမှုကုသိုလ်လုပ်တာပဲနော်ကောင်းမှုကုသိုလ်ပြုတာပဲနော်သဘောပါလားဝိပဿနာတရားထိုင်မယ်ဆိုရင်သူများရောင်လို့သူများလှုပ်လို့မလှုပ်နဲ့တိတိကျကျတိတိမိမိလှုပ်ကြည့်ပါနော်တကယ်ချမ်းသာခြင်းဒုက္ခကိုရမယ်နော်ဝိပဿနာတရားအားထုတ်ရင်ဖះတရားပြုလုပ်ရင်ပေါ့ပရိစိတ်ရင်ပေါ့တရားထိုင်ရင်ပေါ့နော်ချမ်းသာဒုက္ခအေးချမ်းခြင်းကိုရရှိမယ်ဒီလှုပ်တွေလှုပ်လို့ချမ်းသာခြင်းဒုက္ခခြင်းဆိုတာအခုချက်ချင်းတော့စိန်တွေရွှေတွေငွေတွေချမ်းသာသွားမယ်လို့ပြောခြင်းမဟုတ်ဘူးနော်သဘောပါလားတရားရဲ့သဘောတရားအတိုင်းစိတ်ချမ်းသာခြင်းဒုက္ခကိုရရှိမယ်လို့ပြောတာနော်ချက်ချင်းလက်ငင်းကြီးပွားသွားမယ်ချမ်းသာသွားမယ်ရွှေတွေငွေတွေရမယ်လို့ကြုံနှုတ်ပြောတဲ့အထဲမှာမပါဘူးနော်သဘောပါလားဝိပဿနာတရားထိုင်မယ်ဆိုရင်စိတ်မှန်နေလျှော့ချရတယ်တရားထိုင်ပြီဆိုပါစို့နော်လက်တွေ့ပြောတာစာတွေ့မဟုတ်ဘူးလက်တွေ့လှုပ်ချင်ရင်လည်းလှုပ်ကြည့်ကြယုံချင်မှလည်းယုံနော်ရာတိုင်းဟာပြောတိုင်းယုံလို့မကောင်းတဲ့ຢာတွေအများကြီးပဲဒါပေမဲ့တရားထိုင်တဲ့အကျိုးကျေးဇူးဟာအယံကိုအေးချမ်းစေတယ်ကွသဘောပါလားအဲ့ဒီတော့တရားထိုင်ခြင်းအကြောင်းပြောပြမယ်ဝိပဿနာတရားထိုင်ပြီးစထိုင်ပြီးပေါ့လက်ကလေးရှက်ပြီးတော့တမန်လေးချိတ်ထိုင်ကိုထိုင်နိုင်အောင်ရင်တော့နေရတရားထိုင်တဲ့အခါမှာအရင်ဆုံးမေတ္တာပို့ပါအဦးဆုံးတရားစထိုင်ပြီးဖျားရှိခိုးကြော်ကန်းဝင်ပြီးပြီဆိုရင်ဘယ်နေရာမှာပဲထိုင်မိမိအိမ်မှာပဲထိုင်ကုန်းတကုန်းမှာပဲထိုင်ဖျားသေးစုမှာပဲထိုင်ကွေးမြင်မှာပဲထိုင်တစ်ပင်အိမ်အောက်မှာပဲထိုင်ကြိုက်တဲ့နေရာမှာတရားထိုင်လို့ရစတင်ပြုလို့မှာမေတ္တာပို့ခြင်းအဓိကထားလို့ရမယ်ဘောပါလားမေတ္တာပို့ရမယ်ကိုတရားထိုင်မဲ့နေရာရဲ့ဝန်းကျင်နော်30ပုံအားလုံးကိုမေတ္တာပို့ပြီးမှတရားထိုင်ရတယ်တချို့ကမေးလိမေးတာရှိတယ်နော်တရားထိုင်ရမှာလားမေတ္တာရင်ပို့ပါတာရကတွေရှိတယ်ဘုရားရှင်လက်ထက်တွေကနော်ဒါတွေရှေ့ဆက်မပြောကျုပ်လည်းပညာမတတ်ဘူးကျုပ်ကလက်တွေ့သမားစာတွေ့ကြည့်ပြောတာမဟုတ်ဘူးနော်ကျုပ်ကလက်တွေ့အကျိုးခံစားခဲ့ရလို့ပြောပြတာနော်ဟိုက်တော့ရှေ့ဝေးတော့မပြောတတ်ဘူးလက်ပတ်ပြီးလည်းမပြောတတ်ဘူးတရားထိုင်ဆိုရင်တရားစထိုင်ပြီဆိုစိတ်တွေမှန်နေလျှော့ချပြီးတော့လက်ကလေးရှက်ပြီးမျက်လွှာလေးကိုအသားလေးပဲချအတင်းဆုံးမှိတ်မရဘူးအထက်ကမျက်စိကိုရှေ့တက်ကိုကြည့်ထားသဘောပါလားမျက်လွှာချတာအထက်ကမျက်စိအိမ်ကရှေ့တက်ကိုကြည့်ထားပြီးရင်ဝင်လေထွက်လေကိုရှုမှလားဝင်လေထွက်လေကိုရှုရအောင်ရှုဝင်လာတဲ့လေကိုရှုမယ်ဆိုရင်ရှုပါများလားဝင်လာတဲ့လေချောင်းကြီးခန္ဓာကိုယ်ထဲဝင်လာတဲ့လေချောင်းကြီးကိုမြင်နေရတယ်သဘောပါလားထွက်သွားတဲ့လေချောင်းကြီးကိုမြင်နေရတယ်အဲ့ဒီမှာခန္ဓာကိုယ်ပေါ်မှာယာတာတွေစေနဲ့ကြိုက်လာတာတွေနားလာတွေနာတဲ့နေရာမှတ်ပေါ်တဲ့ဝေဒနာပေါ်တဲ့နေရာကိုမှတ်ဝေဒနာပေါ်တာကိုမှတ်ဖို့ဆိုရင်ဝင်လေထွက်လေကိုအဓိကထားမှတ်အချိန်တိုင်းပျောက်သွားလိမ့်မယ်နော်သဘောပါလားမှန်ကန်တဲ့လောက်ရက်ကိုပြောတာနော်လက်တွေ့ပြောတာစာတွေ့မဟုတ်ပါလက်တွေ့တကယ်လောက်ကြည့်ပါအေးချမ်းသာရတယ်တရားထိုင်မယ်ဆိုအရသာတွေကိုခံစားခြင်းကိုထူးရှောင်ပါဖြောက်နိုင်အောင်ကြိုးစားပါအရသာဆိုတာသဘောပါလားသိရောသိလားအရသာကအများကြီးရှိတယ်နော်အဲ့ဒါတွေဖြောက်နိုင်အောင်ကြိုးစားပါတက္ကရာဒိဋ္ဌိပြောဖို့ဆိုတာကြီးကျယ်ခမ်းနားသွားပြီအဓိကကိုနေတဲ့အချိန်မှာလိုချင်တက်မှတ်မောတဲ့စိတ်ကလေးတစ်စက္ကန့်တစ်မိနစ်ဖြောက်ပြစ်နိုင်ရင်ကုသိုလ်ရပြီမှတ်ပါသဘောပါလားမှန်ကန်တဲ့လမ်းကြောင်းကိုပြောတာနော်
အဲ့တော့ဝိပဿနာတရားထိုင်ပြီဆိုရင်အားလုံးအစထိုင်ခြင်းမှာတမ္မထနယ်ပယ်ထဲမှာပဲရှိသေးတယ်နော်စထိုင်ပြီဆိုရင်ထိုင်မှာများလာရင်တရားတမလေးချိတ်ပြီးတရားရှုလိုက်တရားမှတ်လိုက်တာနဲ့သူကအေးချမ်းပြီးကြည်လင်းနေတယ်အာယုန်နေမှာပေါ်ပါလန်းဆန်းနေတယ်ထိုင်မှာများလာအဲ့ဒါချမ်းသာဒုက္ခပဲပေါ့ကွာသဘောပါလားတေးချာပြောတာနော်ကျွန်ုပ်ကတော့ဘယ်အဆင့်မှလို့မပြောလို့ပါဘူးနော်တရားထိုင်မှုတဲ့လူတွေတော့သိလိမ့်မယ်နော်သဘောပါလားတေးချာလောက်ရတယ်အေးတရားရှုတော့တရားမှတ်တော့မှပြစ်လဲသွားရင်ပြစ်လဲတဲ့အတိုင်းရှုကွာသဘောပါလားတရေတွေကြလာရင်တရေတွေမသုံးနဲ့အဲ့တိုင်းရှုကွာသဘောပါလားတခုပြောပြမယ်တရားမှတ်နေတဲ့အချိန်မှာတမာရီအရန်ထူထောင်တမာရီအရန်အားဆိုင်အိမ်ငိုက်တက်တယ်အဲ့ဒါလေးတော့အမြဲတမ်းမှတ်သားထားနော်သဘောပါလားတေးချာရှုပါတေးချာမှတ်ပါအကြည်ဓာတ်တွေအေးမြဓာတ်လာရင်ကောင်းခြင်းနေရောက်လာမှာပေါ့နော်သဘောပါလားတေးချာရှုတေးချာမှတ်ဝိပဿနာဆိုတာကြီးကျယ်တယ်မြင့်မြတ်တယ်ခမ်းနားတယ်နော်လူထင်ကြည့်အောင်ပြောတာသူများရောင်လို့တွေမလောက်ပါနဲ့လက်တွေ့လှုပ်ကြည့်ပါတကယ်အေးချမ်းတယ်တကယ်အေးချမ်းတယ်ဝေဒနာခံစားနေရင်ရှုကြည့်ပါဝေဒနာတကယ်ပြင်းထန်ရှုကိုခံစားနေရဝေဒနာကဒီလိုဆိုရင်နောက်တစ်ခုဝေဒနာပေါ်အောင်ပြင်းထန်ရှုပြင်းထန်မှတကယ်ဝေဒနာတက်တာလိမ့်မယ်နောက်ရှေ့ဆက်တင်ပေးမယ်နော်တရားထိုင်ခြင်းအကြောင်းနေနောက်ရှေ့ဆက်တင်ပေးမယ်လက်ခံနိုင်တယ်ဆိုရင်ချိန်မွေးပြောပါနော်လက်တွေ့ပြောတာစာတွေမပါပါဘူးရှေ့ဆက်တင်ပေးမယ်နော်